ဟုတ်တရောတလက်နဲ့တဲလဲဟုတ်နေပါလားဗျကိုလင်းမောင်ရခမရကိုတွေ့လိုက်ရင်တော့လေတကယ့်ကိုအင်းကြီးသေးသေးပဲဗျဝေလာမင်းသားတော့ခမရလောက်ဇိမ်နိုင်မှမထင်ဒီလိုပေါ့ဗျာဒီလိုပေါ့အချိန်အားလေးပါလေးရတဲ့အခါအမှုပညာဟာကျုပ်ကမျက်နှိုးစရာဖော်မောအပန်းဖြေစရာမိတ်ဆွေကောင်းဟုတ်လားဟုတ်ပါဗျာဟုတ်ပါဟောဒါနဲ့ကိုလင်းမောင်ကြီးခမရစီကိုကျုပ်လာခဲ့ရတဲ့အကြောင်းကတော့ကျုပ်သိပါတယ်မင်းကြီးဥပကြီးကကျုပ်ကိုခေါ်ခိုင်းလိုက်ပါပြီမလားဟုတ်ပါခမရဘယ်လိုလုပ်ပြီးသိတယ်လဲဗျာဆိုသမောင်ဟိုမှာလေဗျာခမရစီလာတဲ့ကားကမင်းကြီးဥပကြီးရဲ့ကားမလားဟုတ်ပါတယ်ကားဘောကခမရဆင်းပြီးတော့ကားပြန်ထွက်မသွားရရဲ့အရေးကြီးကိစ္စကြီးမှာခမရကိုမင်းကြီးဥပကြီးကသူ့ကားကိုစိတ်ဝင်ပြူရရဲ့ဟုတ်ပါဗျာနောက်ပြီးကားကိုဆက်မရထားရရဲ့တွေကိုထောက်ကြည့်ရဲ့ပြဿနာတစ်ခုဒါမှမဟုတ်အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်လို့မင်းကြီးဥပကြီးကကျုပ်ကိုခေါ်ခိုင်းလိုက်တာဖြစ်မှာပေါ့ဟုတ်ဘူးလားဟုတ်သလားပြောကိုနင်းမောင်ရဲ့ခမရကတော့လေတကယ်ကိုအတွေးကိုကောင်းတဲ့လူတယောက်ပဲဗျာခမရပြောတာတွေအားလုံးဟုတ်ပါဗျာဟုတ်ပါဟုတ်ရမှာပေါ့ကဲခမရအင်ကြီးလဲပြီတော့ခမရရောကျုပ်တို့အားလုံးကိုရောမင်းကြီးကအထူးတာဝန်ပေးစရာရှိလို့ခေါ်ကျင်နေတယ်ဗျာတွေ့ကျင်နေတယ်ဗျာကဲထဟိုမှာ IB ကိုအောင်မြင့်တို့ကိုစိန်လာတို့အားလုံးစုံနေကဲကျုပ်ကလည်းအစင်းသင့်ပါပဲလေကဲလာစွာသဝင်တင်တဲ့တွေ့ကိုဒီတပ်ကိုရောက်ခဲ့ပြီဆိုင်သူဆောင်ကြဆောင်ဟဲ့သွားလင်းကြဝီဝီစီရန်သူဆိုသေးသေးစီရန်သူဆိုသေးသေးစီဒီသာထားကြနေမောင်ခါလေးနေမောင်ဒါဘီဟဲ့ခင်ဗျားတို့ခုလိုခေါ်ရတာကတော့ဂျူဘလီဟောမှာလာမဲ့တနင်္ဂနွေနေ့ကစပြီးဟုတ်မှာမကိုပြင်မရဲ့တော်ခုကိုအများပြည်သူကြည့်ရှုကြဖို့ကြဝဲတစ်ခုလုပ်မယ်ဟုတ်မှာဟုတ်ကဲ့အဲ့ဒီတော်ခုဟာတန်ဖိုးအလွန်ကြီးမားတဲ့အတွက်ရန်ကုန်ပလိတ်အဖွဲ့နဲ့ကျုပ်တို့ CID ပူးပေါင်းပြီးတော့ဒီတော်ခုမပြောက်ပြရအောင်အစောင့်ရှောက်တာဝန်ယူရမယ်မမမင်းဒီကိစ္စဟာရန်ကုန်ပလိတ်တစ်ဖွဲ့တဲ့တာဝန်ယူပြီးနေပါတယ်မင်းကျွန်တော်တို့ CID မလိုဘူးထင်ပါတယ်ဟိုး no ကောင်တဲ့ဘီမရဲ့တရဘူးကတန်ဖိုးမနှဲလာဘူးမှန်သမိုင်းဝင်ပစ္စည်းလည်းဖြစ်တယ်ဟုတ်ကဲ့ဒီတော့ပြဝဲလုံးနေတော့တခုဖြစ်သွားရင်မကောင်းဘူးပေါ့ဟုတ်တယ်ပေါ့ဒါကြောင့်အစိုးရကပလိတ်အဖွဲ့နဲ့ကျုပ်တို့ကိုပူးပေါင်းခိုင်းတာပါကဲနှင်းမောင်တို့အောင်သိန်းတို့မှန်ပါမေးစရာပြောစရာရှိကြသေးလား any question မင်းကြီးခင်ဗျာဒီလိုတန်ဖိုးကြီးလို့အန်တရာရှိတယ်ဆိုရင်လေဘီမတ်တရဘူးစစ်ကိုမပြဘဲနဲ့အတုလုပ်ပြီးတော့ပြထားရင်တော့မဖြစ်ဘူးလားဟိုး no နင်းမောင်ဒီလောက်လက်ရမြောက်လာတဲ့တရဘူးကိုဘယ်လိုပရင်ဆရာကဒီလောက်မြန်ရဲ့အတွင်းမှာရအောင်လုပ်နိုင်မှာလဲပြီးတော့ဒီကိစ္စဟာတယောက်ပြီးသွားရင်ငါတို့ရှက်ရမယ်ဒီတော့သူပြောတဲ့အတိုင်းသာဆက်လုပ်ပါဟုတ်ပါပြီမင်းကြီးကျွန်တော်တို့အားလုံးစုပေါင်းတာဝန်ခွဲဝေပြီးဒီမကိုဘရင်မရဲ့တရဘူးလုံခြုံရေးအတွက်တိုင်ပင်ပါမယ်မင်းကြီးစိတ်အေးသာထားပါโอเคအမလေးနင်းကလည်းဘာများပါလို့သတင်းစာကိုဒီလောက်တောင်စိတ်ဝင်စားတာဖတ်နေရတာလေခွဒီမလေးကွာငါတို့ဟိုနေ့ကမင်းနဲ့သွားကြည့်တဲ့ဂျူဘလီဟောကဘယမတရဘူးအတွက်ရေးထားတဲ့ဆောင်းပါးကိုဖတ်နေတာကွာဟင်ဘာလို့များထူးလို့လဲစိုးသားမဟုတ်ဆောင်းပါးကောင်းစဉ်ကအဖို့တန်တရဘူးကြီးစိုးရင်စရာတဲ့ရွှေသားကြီးပဲ9ချက်သားမှဗရမ ्या ကြီးက9လုံးဗရမ ्या အသေးကအလုံး20တခြားနဝရ9ပါးအစုံနဲ့စိန်ရတီက60ကျော်ပါရှိပြီးများလာတော့အဖိုးတန်သမိုင်းဝင်ပစ္စည်းတစ်ခုကိုမြို့တော်သူမြို့တော်သားတွေဘုံသူကရစေဖို့အစိုးရကပြသပေးထားပါတယ်တဲ့ကွာဟေးလေမှန်တာလဲမှန်တာပေါ့ဆိုပါအောင်ဒီတော့ဒီလောက်အဖိုးတန်သမိုင်းဝင်ပစ္စည်းကြီးကိုအဆောင်ပလိတ်နဲပါစွာနဲ့ပြသထားတဲ့အတွက်ရန်လူမျိုး9ပါးသေးအခိုးတဝက်ဘေးကစိုးရိမ်မိပါတယ်လို့သတိပေးထားတဲ့ဆောင်းပါးမျိုးပေါ့ကွာအေးဟုတ်တော်လေဟုတ်တာပဲလေပလိတ်တွေကိုဆော်တာပေါ့ကွာနော်ဟာအခုဟာကပလိတ်တစ်ခွက်တည်းကိုပဲဆော်တာမဟုတ်ဘူးမောင်ကြီးCID နဲ့ပလိတ်နဲ့အတူတူတွဲပြီးတာဝန်ယူရတယ်ဆိုတော့ငါအထင်တော့ကွာစောင်းမရှင်ကလေပလိတ်ကိုရော CID ကိုနှစ်ခွက်စလုံးကိုဆော်တာပေါ့ကွာကောင်းတယ်ကွာကောင်းတယ်ဟေးကွာဟုတ်တယ်
ကိုနေမောင်ကြီးတန်တော်စစ်မှာရောမြမအလင်းမှာရောဒီစက်တီးရမှာရောတွေ့ထားပါလားဗျာအေးဗျာတွေ့မယ်ဆိုလည်းတွေ့ချင်ပါလိပလိတ်တွေကလည်းခတ်ပေါ်ပါမလားမတော်တဆမှတခုများဖြစ်သွားတော့ဒုက္ခဗျာဟမ်အခမည်းစကားပြောပုံကြီးကတခုခုဖြစ်မှာကိုစိတ်ခစ်နေတယ်ဟဲ့အဲ့စိတ်ကိုနေမောင်ခမည်းစကားကြီးကိုကြုတ်တဲပြီးမကြိုက်လာဘူးလို့ပြောစမ်းပါဗျာခမည်းဒီလိုပါကောင်းတင်ရဟုတ်ကျောက်ခုဒီလိုအိမ်နဲ့အောင်းနေတာကိုလည်းခမည်းသိသားပဲအဲ့လေသိပါတယ်အဲ့ဒါနဲ့ဘာဆိုင်လို့လဲဗျာဒါမဲ့လွန်ခဲ့တဲ့တစ်ပတ်တွင်းကကျုပ်စီစာလုံးရောက်လာတယ်လေးစားတဲ့ကနေကြောက်ခမည်းဖတ်ကြည့်ရင်ဖတ်ကြည့်မှန်ကန်ပါဗျာဗာပြပါလေမိတ်ဆွေကြီးကိုနေမောင်ကျုပ်ရဲ့မျက်စိတစ်ဖက်လက်ကိုင်းကြီးဟောင်ကောင်ကနေရန်ကုန်ကိုရောက်လာဒီကိုင်းရဲ့နံပါတ်1ရန်သူများကတော့ပလိမင်းကြီးဥပကြီးနဲ့ခမည်းပဲဒါကြောင့်ခမည်းအနေအထိုင်ဆင်ញင်မှာအသွားလာဆင်ញင်မှာပုံတစ်ဖက်လက်ထင်တယ်တစ်ဖက်လက်ထင်တယ်တစ်ဖက်လက်ထင်ရဆိုပါလားဗျာဩခမည်းဒါကြောင့်အိမ်ကြီးပုံလုံးနေတာကိုကျွန်တော်အိမ်နင်းပုံလုံးနေတာတဲ့ဒီကောင်ထင်းနေအဲလေးဟုတ်တစ်ဖက်လက်ထင်းလင်းကများအခုဂျူဘလီဟောင်းမှာပြနေတယ်ဘကိုပြေမရဲ့တပူများအန်ဒီရတခုကိုများပေးမလားဆိုတာပို့ပြီးတော့စိုးရင်ကဘယ်လိုအခုနေမောင်တစ်ဖက်လက်ထင်းလေဟုတ်လားဟုတ်တယ်ပြီတစ်ဖက်လက်ထင်းလင်းပေါ့ဒီကောင်ကမျက်စိတစ်ဖက်ပြက်နေတယ်လေဩဟုတ်လားအနေနဲ့မောင်ခမည်းဘယ်လိုကနေဘယ်လိုလုပ်ပြီးတော့ဒီကောင်ကိုသိတာလဲဆိုစမ်းမောင်ဗျာမသိတာဗောလွန်ခဲ့တဲ့6နှစ်လောက်ကဒီကောင်လူသားမှုတစ်ခုနဲ့ဟောင်ကောင်ထွက်ပြေးသွားတယ်လေကျုပ်ကတော့မျက်လက်ပြသွားသေးတယ်ဗျာအမေကိုနေမောင်ခမည်းလိုကရုံးပေါ်ထိတ်ကွက်တခိုးကြီးလူဆိုးကြီးဒိတ်ဒိတ်ကျဲတွေရဲ့မျက်ခုံးပေါ်မှာဇင်းငယ်ရှောက်နေတဲ့လူကများမျက်လက်ပြသွားနိုင်တဲ့ကောင်ဆိုတော့ဒီထိန်လင်းကအလားကြီးပါလားဗျာကျုံမသိလိုက်ရတာကတော့လွန်ခဲ့တဲ့6နှစ်လောက်ကဆိုတော့အဲ့ဒီချိန်တုန်းကခမည်းရွှေဘုတ်ကတဲမှာလေခမည်းကလည်းမမှတ်မိတော့ဘူးလားဟုတ်တယ်ကဲပြောစမ်းမအောင်ဗျာဒီတစ်ဖက်လက်ထိန်လေးကြောင်းဒလို့ဗျဒလို့ကျုပ်သေးသေးချာထားခဲ့တာပါတော့ဟာဒီဗီဒီယိုထဲမှာသိမ်းထားခဲ့တာပါကျောင်းမှတ်မိပါတယ်ကျောင်းတကာရဲ့အခုမရှိတော့ဘူးတော့ဟုတ်ကဲ့လားကွာဟုတ်ပါလေတော့မင်းမရဲ့မင်းများအထားမှားတာများဖြစ်နေမလားတကယ်ပါတော့ကျောင်းထားမမှားပါဘူးကျောင်းနဲ့ရှင်နဲ့ဗလားပြန်ပွဲသွားမယ်လို့တော့လေကျောင်းသေးသေးချာကိုထားခဲ့တာပါဒါဆိုဘဲရောက်လဲမင်းမရဲ့အိမ်မှာလည်းဘယ်လိုရှိတာမှတ်လို့လဲအေးလေကျောက်ကလည်းအဲ့ဒါကိုပဲပြောချင်တာပေါ့ရှင်သားထင်လေးမဲ့ပွဲမကြိုက်ဘူးဆိုပြီးနေခဲ့တာရှင်သိသားနဲ့အေးလေငါသိပါတယ်ကွာမင်းကလည်းဟဲ့ကောင်ထင်းနေမင်းမေဘယ်အကြည့်ပြောက်လို့လဲအဲ့ဒါမင်းဘာသိလဲပြောစမ်းသားလေးဘာသိလဲပြောတော့မမေဘယ်ကြီးပြောက်သွားလို့သားရဲ့အမေဘယ်ကြီးပြောက်သွားလဲအေးတကယ်ရှိဖို့ကောင်းနေမေမေဟာဘာဖြစ်လို့အမေတိတ်လုံးပါလေအမေသားပြောက်တယ်ရှိတာပေါ့လားအခုအမေပြကြီးပြောက်သွားတယ်ဆိုတော့ခိုးရင်သားပဲခိုးမှာပေါ့အမေသားပဲခိုးမှာပေါ့ဘာပြောတယ်အမေကလေအမေပြကြီးကိုဒီဗီဒီယိုထဲမှာဒီတိုင်းထည့်ထားတော့သားပါမေခိုးရှင်စိတ်ပေါက်လာတော့ခိုးရတာပေါ့အမလေးသားရဲ့အမေပြကြီးကိုသားလေးကိုဘာလို့ပြလိုက်တယ်ပြောစမ်းမမြင်ပြောစမ်းမသားရဲ့အမေပြကြီးကိုလေတာဟိုခြံတောင်းကချွတ်တင်းနေမှာဖတ်ထားလိုက်တာပေါ့ဖြစ်မှပြလိုက်ငါသားရဲ့မေလို့သွားရှာကြပြီတော့ဗျာသွားရှာရပြီဟာကဲဟိကောင်လေးချွတ်တင်းနေပြီးကြပါကွာဖေးရှိမှရှိသေးရဲ့လားဟိကောင်ပေါက်တူးကြီးခေါ်လာနေပြီးကြတယ်ကွာပြီးကြမှာရှာကြပါမယ်ကဲမိမကြီးရှင်မနေ့ပြန်တို့ညောင်ရွှေမျိုးကိုဖောင်တော်ဦးဖျားဒီတဆိုင်ကြော့မှာမလို့အလုပ်ပိတ်ထားမယ်မဟုတ်လားဟုတ်ကဲ့တို့အိမ်သားတွေဖျားဘူးသွားကြအောင်လိုက်ချင်တဲ့အလူသမားတွေရှိနေခေါ်ခဲ့ပေါ့ကွာဟုတ်ကဲ့ကဲမင်းတို့တွေကဖျားဘူးလိုက်ချင်တဲ့လူရှင်ပြောကြဟဲ့မင်းတို့ဘဘကလေမနေ့ပြန်ဖောင်တော်ဦးဖျားပွဲကိုသွားမလို့တဲ့ကျွန်တော်လိုက်မယ်မမေကောင်းပြီကျွန်တော်လိုက်ပြရလေကြည့်လိုက်ခဲ့အေးသာဓုတို့ကစီးပွားရေးလုပ်လို့တစ်ဖက်ကလည်းဥပဒေကိုလုပ်ပေးရတယ်ကွာဟုတ်ကဲ့ပါဆရာကြီးမင်းတို့တော့မပြောတတ်ဘူးပေါ့ကွာငါကတော့အခုပြစ်စုံပံဘဝဆိုရှာမယ်အနာဂတ်ဘဝအတွက်လှူမယ်တမ်းမယ်ဒါလည်းစိတ်ကူးတယ်ဒါတော့လူတန်းလို့အားမရနိုင်ဘူးကွာဟိုဆရာကြီးရဲ့ဖောင်တော်ဦးဖခင်ကရွှေတွေ3ပုံ3ပုံလောက်ကဆရာကြီးလှူထားတဲ့ရွှေတွေမှုကျွန်တော်တို့ရဲ့ညောင်ရွှေတောင်ကြီးအင်းလေးတစ်ခွင်မှာတော့ဆရာကြီးရဲ့ချမ်းသာမှုပုံအလှူတန်းအပေကံရရောပုံတွေကိုကြောမဆုံးအောင်တောသုံးတော်မှာပဲဆရာကြီးရဲ့ဟုတ်တော့ကွာ
မင်းတို့ရဲ့အလုပ်သမားတွေသစ္စာရှိရှိကြိုးစားတာတွေစေနာထားတော်တွေကြောင့်လေငါ့ရဲ့လုပ်ငန်းအဆင်ပြေပြီးတိုးတက်လာတာမို့လို့လေလူနိုင်တန်းနိုင်နေဆိုတာလည်းမမှားဘူးပေါ့ကွယ်ကဲမေးကြီးရှင်သားတော်မောင်ချိန်လေးရောက်လိုက်အောင်မလားလို့မေးကြည့်စမ်းပါဦးကွာဟုတ်ကဲ့ဒီကောင်ပဲရောက်နေပါလေဟုတ်ပါရဲ့တားရဲ့ဟဲ့မောင်ထိန်လေးသားနဲ့လာပါအောင်ကွယ်ညာမေလာပါပြီဗျာလာသားပါအောင်တားရဲ့ဟုတ်ကဲ့အမေပြောသားကိုဘာခိုင်းလို့လဲမေမခိုင်းပါဘူးသားရဲ့မနဲ့ကိုလေမေတို့မျိုးကိုခေါင်းတော်ဦးဖျားကြွမှာမို့စောစောထားပြီးစွမ်းကပ်မယ်သားရဲ့နောက်ပြီးတော့မင်းဖေကြီးကလည်းခါတိုင်းလိုပဲဖျားကိုရွှေချမယ်ရွှေလူမယ်အဲ့ဒါသားလေးလည်းလိုက်ခဲ့ရမယ်နော်ငါဗျာမေကလည်းငါပြင်းစာတောင်းလိုက်ချုံနေမြာမေတို့ပဲတောင်းပါဗျာဖေဘာလဲကွာသားရဲ့ဖေတို့ပဲတောင်းပါဖေဟာတောင်းလိုက်ချုံအိမ်မှာပဲနေကြမယ်နော်ဖေနော်ကဲသားရဲ့ဘောကွာကျွန်တော်ဒီတိထားထဲမှာတိတိချာချာထည့်ထားပါဆရာကြီးဝေရင်းကားပြားနဲ့စစ်တိဆွထားတာပါခုတော့တိတာရဲဖွင့်ကြည့်တာမရှိတော့ဘူးဆရာကြီးလွတ်ပါအောင်ဆရာကြီးလွတ်ပါရှိရပါဘောရုပ်ရအထားမလို့ရလားမင်းထားရုံနဲ့အဲ့ဒီဒင်းကားတွေကဘယ်ချီတော့ပေါက်ပြီးသွားမှာမဟုတ်ဘူးတိတိကျကျရှားသမှာကွာဟာဒီမှာငွေရင်းကားတွေဟဲ့ကောင်ညွန့်ဒါအဖေကိုလက်ချက်လေကွာအဖေကိုလက်ချက်နင်ကျင်းကားတွေကိုခိုးချင်အောင်ထားခဲ့တော့အဖေကလည်းခိုးတော့တာပေါ့ကွာကားရဲ့မင်းညင်ရတယ်စိုးလာကြည့်လားကွာဟဲ့ညနေပေါ်ချက်ထားခဲ့တဲ့ကြက်သားဟင်းတွေငါအိုးထဲမှာတိတိကျထားခဲ့တာပါအခုဘယ်ရောက်ကုန်ပြီလဲဟတ်တာထင်လေးရဲ့ဗျာအမေအိုးတွေကကြက်သားဟင်းတွေလားဟုတ်လားဟုတ်တယ်ကျွန်တော်လိုက်စားပြလိုက်ပြီလေအမေကလိုက်စားပြလိုက်ပြီဗျအမလေးသားရဲ့အမေလေးမနေ့ကဘုရားဘူးမသွားခင်ငါသားစားဖို့ဆိုပြီးအစင်းနဲ့ဟောဒီအခန်းထဲမှာပြင်ထားခဲ့တာအစုံလင်ပေးထားခဲ့တာမဟုတ်လားကွယ်ဘာလဲသားလေးမကြိုက်လို့လားပြောသားအမေကလည်းဗျာအမေမနေ့ကကူးထားခဲ့တဲ့ဟင်းတွေထမင်းတွေကလေစားလို့မကောင်းဘူးအမေကခိုးစားတဲ့ချက်သားဟင်းရမှာလေအမလေးတကယ်ပဲအမေစားလို့သိကောင်းအရသာသိရှိတာခိုးစားပို့ပြီးအရသာရှိတယ်အမေကသားရဲ့ငါသားထင်းနေဒီခိုးချင်ဝက်ချင်တတ်တဲ့ညင်စိုးလေးငယ်ငယ်လေးတွေကပါလာပါလားဒီညင်စိုးလေးတွေပြောက်အောင်ဥသူတွေနဲ့ပြကြည့်မှဖြစ်မယ်ထင်တယ်ချစ်တဲ့သားတရားထုံပေါက်ဖြစ်စီလူဒီမှာမိဘတိုင်းရဲ့စေတနာသူပါသောညာဘဝကံကြမ္မာဖလာစီအတွင်တစ်မျိုးညင်စုဥကလေးကြောင့်ရှင်မမကြည်ပါဘေဘဝဝေကြွေးများဖိတာမှာပါအာသနာနဲ့ခန့်နဲ့စမ်းရှင်ပြီးမွေးတာကလည်းတကြောင်လက်ဝါးပြင်မှာရှိတဲ့ဗုဒ္ဓဂျိုမှာလည်းအပြစ်နာစာတွေကမကင်းလေတော့ခင်ဗျားတို့ရဲ့သားမောင်ထိန်လင်းအပြင်အမှန်စင်စစ်သခိုးကြီးဧကံဖြစ်လိမ့်မယ်လို့ချုပ်ဟောခြင်းနဲ့ဒါဆိုအဲ့ဒီလိုတခုမဖြစ်အောင်ဘယ်လိုလုပ်ရမလဲဥဒ္ဓတော်ကြီးကျွန်တော်ရဲ့တူတဲ့သားလေးတွေကျွန်တော်ရဲ့စီးစိမ်ဥစ္စာကိုကြီးကိုမစီဒီတခိုးစားတာပြောင်းခုခြင်းပါလေဥဒ္ဓတော်ရဲ့တိခါမလေးတိခါမမွေးစားတာမွေးနှက်ခတ်တင်မာကိုကသခိုးနှက်ခတ်နဲ့ရှင်နေလေတော့ဘယ်လိုနီးနဲ့မှခိုးဝက်ချင်တဲ့စိတ်ကိုမရှိအောင်လို့ရမှာမဟုတ်ဘူးဒုက္ခပါပဲဥဒ္ဓတော်ရဲ့ကျမသားလေးကိုကယ်ပါဦးရှင်တိခံပြီးတော့စိတ်ကိုဖြေပါလေရှေဘွားကအကျိုးပေးကြောင့်ဒီဘွားမှာအကြောင်းတရားထင်တယ်လို့ပဲမှတ်ပါကျုပ်တခုပြောလိုက်အောင်မယ်ခင်ဗျားတို့ရဲ့သားဟာတခိုးဖြစ်ပေမဲ့တခိုးလောကအလယ်မှာမျက်နှာမငယ်ရအောင်ဟိုးအင်းဝခက်ကကြော်ကြားခဲ့တဲ့တခိုးကြီးငတက်ပြားလုံးကြောင်စေးထိုးပေးပါမယ်ဒါမှတခိုးချင်းအတူတူထမိန်စုပ်ခိုးတဲ့အောက်တန်းသားတခိုးမဖြစ်ဘူးပေါ့မဟုတ်ဘူးလားကောင်းပါလေအဲ့ဒီလိုဆိုတော့လေ
တော်လေးတာပေါ့ဥတုတော်ရဲ့ ကျမသားလေးထိန်နေအတွက်စဉ်းစားပြရစေဦးသူတော်စဉ်းစားပြရစေဦးအခြားမမားပါဘူးရှင်ကျမလေးကျမဟာဒီမှုရအောင်ကတတိချထားတာပါရွှေရင်းကနှစ်ပြားရှင်နှစ်ပြားတို့အိမ်မှာလည်းအပြောက်ရှာတွေကများလိုက်တာဒုက္ခကိုကောင်ထိန်နေညာအိုးမလို့မချွနဲ့ရှင်ကျမသားလေးကိုဟောပြောရဲဆိုရင်လာပါပြီဗျာခင်ဗျာသားဟမ်မင်းငိုးနေပါလားဘာဖြစ်လို့လဲမင်းဘာဖြစ်လို့လဲဟမ်တိုင်းဗျာမင်းမှုရအောင်မှာထားတယ်ရွှေရင်းကနှစ်ပြားပျောက်နေတယ်ပေါ့အဲ့ဒါကိုမလင်းမေရွှေရင်းကနှစ်ပြားပျောက်တာများငိုရတယ်လို့ဗျာသားလည်းမင်းပြောတာလေကွယ်မမေသားလေးသားနေလေကပြင်းတာနဲ့မေမေတို့ဖေဖေတို့မှုရရှိကိုလှန်ကြည့်လိုက်တော့အဲ့ဒီရွှေရင်းကနှစ်ပြားတွေ့တာနဲ့သားခိုးပြီးတော့လေတငယ်ချင်းနေနဲ့ခေါက်ဆွဲကြောကြာစံကြောသမီးချင်စောင်းနေတာပဲများဝယ်စားပြလိုက်တာခိုးစားရလို့လေခိုးစားတဲ့ပစ္စည်းတော့အမလေးပိုက်ကိုတင်းနေတာအမလေးဖေဖေမဖြစ်ဘူးဒီတိုင်းဆိုဥသူတော်ပြောသလိုများตาလေးဖြစ်နေမလားပဲဥသူတော်နဲ့တိုင်မင်းအောင်ပါပဲကဲခင်ဗျားတို့စိတ်ထားပြီးတော့သာပြန်ကြပြီတော့ခင်ဗျားတို့သားကိုကြုတ်ကြည့်ပြီးတော့စီစဉ်စရာရှိတာလေးတွေစီစဉ်လိုက်အောင်မယ်ကြားလားကောင်းပါပြီဥသူတော်ဟဲ့ตาထိန်နေဗျာအမေตาလင်းနေနော်ဥသူတော်ခိုင်းတာလုံနော်ตาဟုတ်ကဲ့မေစိတ်ချပါဒါကကြောင်မျက်လုံးအရှင်กว่าဒါကအိမ်မြောင်မင်းတစ်ခွဒါကလူကြောက်ရဲ့လက်အဲ့ဒါတွေကိုစုပြီးဟောဒီလိုဆေးဖော်စစ်ဆက်ပြီးမှကဲလာနားလိုက်တာဥဒ္ဓတော်ရဲ့နားလိုက်တာဗျာယောက်ျားပဲကွာမနာပါဘူးဟိုမှလေကွာမင်းအတွက်ကပတ်နှစ်ခတ်တက်ပြီးတော့ပြင်ထားတဲ့ကြောဝက်ရှိတယ်ဟုတ်ကဲ့မနာပါဘူးဟာလာဟောဒီလက်မောင်းမှာကကြောင်ရုပ်မနာပါဘူးကွာမင်းကလည်းပဲဘဲလက်မောင်းညာဘက်လက်မောင်းကြောင်ရုပ်နှစ်ကောင်နဲ့ငါကောင်ကတဲပြီးခန့်သွားတာပဲဖြည်းတော့ဥဒ္ဓတော်ဟာဒီစစ်တော်စောက်တညာကျိုးနေတော့ကဲမင်းပစိုးကိုကြောင်းကြိုက်လိုက်စမ်းဟုတ်ကဲ့ဥဒ္ဓတော်ကြိုက်ပြီးပါပြီအေးဟုတ်ပြီပေးသားညာဘက်ပါဥဒ္ဓတော်ဒီမှာညာဘက်ပါအဲ့ဒါကအိမ်မြောင်အတက်ပုံစံပေါ့ကွာဘာလဲမင်းကနာသေးလို့လားခုနကတော့မနာတော့ပါဘူးခင်ဗျာနည်းနည်းတက်တာသွားတယ်ဥဒ္ဓတော်ရဲ့ဒါဆေးစွမ်းတာပေါ့ကွာကြောင်နဲ့အိမ်မြောင်တကိုးတွေလည်းပါတယ်ဟုတ်ကဲ့ဟောဒီဘဲပေါင်မှာအိမ်မြောင်ဆင်းထိုးပြီးတာနဲ့ဟောကိုကြောဘဲကမိတိုင်အငိမ့်နဲ့တပြိုင်နဲ့ကြာရဟုတ်တာပေါ့နောက်ဆုံးဆုတ်ချက်ပြီးတာနဲ့မင်းဟာတခိုးကြီးထိန်လင်းဖြစ်ပြီးကွာတခိုးကြီးထိန်လင်းနောက်ပြီးတခိုးလောကမှာတခိုးကြီးထိန်လင်းဆိုပြီးနာမည်ကြီးအောင်ပါကျွန်တော်နာမည်ကြီးအောင်မယ်တခိုးကြီးထိန်လင်းတခိုးကြီးထိန်လင်းတခိုးလောကမှာနာမည်ကြီးအောင်မယ်ထောင်မတယောက်ရှာယောက်ျားပါကဥမရိပတာကိုဆောင်လှဲ့ပြရာထောင်ကိန်းကနန်းပဲမမှန်သိတဲ့ကလေးကရာရမယ်ဆိုရင်လားဒီကူတဲ့တုံးတိုက်တဲ့ရကကိုက်ခမိုင်မိုင်ပြည်သာကကျိုးလေလားကြောင်းလေလားကောင်းလေလားကျိုးလေလားသာဝတိသာဝတိဘုန်းကြီးသာဝတိကဲထိန်လေးခင်ဗျာအားလုံးအစီအစဉ်တွေတော့အောင်ပြီဟဲ့ဟုတ်ကဲ့မင်းခဏနေဦးငါဟောဒီစေးကွက်နဲ့စုပ်ကိုသွားပြီးသိမ့်လိုက်အောင်မယ်ဟုတ်ကဲ့ငါကိုယ်လက်တွေတေပေါ်ပါသွားပါလားဥဒ္ဓတော်ဆေးကအစွမ်းပြလာတဲ့ချမ်းဟာခုံမြင်တယ်လို့လွားရှင်တယ်လို့ကြင်ရင်တယ်လို့အမေငါပေါင်ပေါ်ကအိမ်ညုံရုပ်ကိုမြင်လို့များခုံမြင်တဲ့ချစ်ပေါ်ကအိမ်ညုံမှာစုပ်ထိုးလေရောသလားမသိဘူး
နည်းချစ်ပေါ်ကအိမ်မြောင်ကလေးနှစ်ဘေးကစင်တန်းချတယ်မှာအထုပ်ကလေးတစ်ထုပ်ပါလားဘာထုပ်ကလေးပါလဲဘာထုပ်ကလေးပါလဲငါခိုးချင်တာလေငါခိုးချင်တာကဲကွာခုံပြီးကြည့်စမ်းမယ်ငါအမြင်ကြီးကိုခုံလို့ရှာပါဘောလားအမလေးအနည်းဆုံး10 ပြီလောက်ရှိမယ်ပြန်ကြတော့လေအတန်းတောင်မကြားရဘူးကြောက်ကြတယ်ဆိုတာမျိုးများလားဟင်ကြောက်ကြတယ်ဆိုတာမျိုးလားအထုပ်ကလေးကသင်္ကန်းစာအစုံနဲ့ထုတ်ထားပါလားဘာများပါလဲဥတူတော့ပြန်လာတော့မယ်ငါခပိုက်ကြတော့ဝတ်ထားအောင်ပါပဲကဲမနဲ့လဲထိန်လင်းခင်ဗျာဆေးထိုးဆေးပေါက်ထားတာတွေနားသေးလားကွာမနာတော့ပါဘူးခင်ဗျာမနာတော့ပါဘူးအော်ကောင်းတယ်ဥတူတော်ကြီးအော်ကောင်းတယ်ဗျာအေးဆေးတကုတ်တွေပေါ့ကွာဟောတော့ကြဆိုမင်းဟာခုံကျင်ပြန်ကျင်ခိုးကျင်ဝှက်ကျင်တဲ့စိတ်တွေတော့ပေါ်လာအောင်မှာကွာသိလားဟုတ်ကဲ့ဥတူတော်ကဲဒီတော့မင်းရဲ့မိဘဆိုရင်လဲတို့ညောင်ရွှေမာကတိတ်ကျတထေးကြီးတွေမဟုတ်လားဟုတ်ပါလားဒီတော့မင်းဟာတခိုးနှစ်ခတ်ကြောင့်တခိုးဖြစ်ပေမဲ့အနုညာတတခိုးထမိန်စုခိုးတဲ့တခိုးအောက်တန်းစားတခိုးမဖြစ်စေချင်ဘူးဟုတ်မိကုံဖကုံလည်းပြတ်တယ်ပေါ့ကွာဟုတ်တာပေါ့ဥတူတော်ဟုတ်တာပေါ့မင်းသစ္စာတခုတော့ပြုရလိမ့်မယ်ဟဲ့ဟုတ်ကဲ့ကျွန်တော်ပြုပါမယ်ကဲမင်းဖះကိုရီမှန်းပြီးလက်အုပ်ချီတန်းငါဆိုသလိုလိုက်ဆိုကြားလားဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့တပည့်တော်သည်ဤစေထိုးပြီးသည်မှစ၍တန်ဖိုး1000အောက်ရှိသောပစ္စည်းများအားခိုးဝှက်ခြင်းမပြုပါဟုသစ္စာပြုပါသည်ကဲကတော့ငါတပည့်ကြီးဘေကင်ရန်ကင်းနဲ့အခိုးကြီးထိန်လင်းဆိုတဲ့နာမည်နဲ့ကြော်ကြားပါစီဗျာကဲသွားပြီဟုတ်ကဲ့ဥတူတော်ဒီဇာတ်နမ်းမှာဘယ်သူမှလည်းမရှိချင်ဥတူတော်ကြောင်ထုတ်တန်းပေါ်မှာခိုးလာတဲ့အထုပ်ကိုငါအေးဆေးဖြစ်ကြည့်အောင်ပါပဲလေဟာဘာများကနှလုံးဆွေငွေလက်ဝက်လက်စားတွေပါလားဟင်ဒီမှာလဲစနဲ့ဆောင်ပါဟာတရုပ်စာတွေပါလားငါလည်းမတက်ဘူးအဲ့ဒါမှဒုက္ခပဲဟင်ဒီမှာလဲစနဲ့ဆောင်ကြည့်အောင်ပါပဲလေဒီစာကရှမ်းလို့ရေးထားတာပါအတော်ဆက်စုတဲ့အဖိုးကြီးတယောက်ကဥတူတော်ကတဆင့်ပေးခိုင်းထားတဲ့ပစ္စည်းနဲ့စားပါလားခက်တာကငါလဲခိုးလာခဲ့ပြီဟိုးငါနဲ့ထိုက်လို့ရတာပဲလေငါနဲ့ထိုက်လို့ရတာပေးတတ်နိုင်မှာဘယ်တတ်နိုင်မှာလဲကွာဒီတရုပ်လို့ရေးထားတဲ့စာကဘာများပါလဲအရေးတော့ကြီးမှာသိချင်လိုက်တာကွာစာကလည်းတိတ်တော့မရှိဘူး9ကြောင်းရှိတရုပ်စာတတ်တဲ့လူတွေကိုရှောက်ဖတ်ခိုင်းရင်လေအရေးကြီးတာတွေလျှို့ဝှက်တာတွေရေးထားရင်ဒါတွေသိကုန်လို့လည်းမဖြစ်သေးပါဘူးအဲ့ဒါမှပိုးပြီးဒုက္ခတွေရောက်ကုန်ဟိုဒါတွေနောက်မှတွေးတော့မယ်လောလောဆယ်ကဒီပရမများတွေရွှေတွေငွေတွေတော့လိုက်အောင်မယ်ကျုံးလိုက်အောင်မယ်တခေါ်ကြီးထိန်လင်းထောင်မတယောက်ရှာယောက်ျားပါကဥပဒေပဲသားဝိဆောင်တဲ့ပြရှာထောင်ကိန်းကနန်းပဲမမှန်စိတ်တန်ကြရရမယ်ဆိုရင်ဒါဒီကိုယ်လေးတုံးလိုက်ကြကြ
တို့မျိုးလေးကကျင်းလေးပဲဒီမှာဒါတွေရောင်းချဖို့ဘယ်ဖြစ်ပါမလဲဖယ်လွယ်ပါမလဲကွာဟောမန္တလေးတို့မြို့ကြီးမှာဆိုရင်လေဟုတ်ပြီမန္တလေးကိုငါဆင်းတယ်မန္တလေးမှာပျော်စရာတွေပါစရာလုံးအများကြီးစုံလို့ဟုတ်ပြီကောင်းပြီငါမန္တလေးကိုသွားမယ်ဒီမှာဆိုရင်ငါအဖေနဲ့အမေကမြို့မျက်နှာဖုံးလူကုန်တန်းတွေငါကတခိုးကြည့်မကောင်းပါဘူးအဖေတို့အမေတို့ဂုံပြက်တယ်ငါအဖေနဲ့အမေတို့ဂုံပြက်တယ်ကွာဒီတော့တော်ရမှာမနေပဲပြောရမှာပဲသွားနေတယ်မန္တလေးဟေးစားစမ်းပါကွာဒါကဝက်သားပင်ပြီဒါကငမန်းတောင်ရှင်းကျိုးဒါကအစင်းကြော်ဟေးစားလေတောက်ကြစားရမယ်မင်းတို့စားလေဟေးချရတယ်ကွာမင်းကရွေကျူးနေတော့တို့ကအားနာနေပြီမဟုတ်လားဟေးကောင်မလားသိလို့တော့ကွာဒီကောင်ထိန်လင်းကြီးနဲ့တို့သိတော့3-4လရှိနေပြီစားရတော့တဲ့ဒီကောင်ကြီးကပဲပိတ်ဆောင်ထုံးနေတော့တို့လည်းအားနာနေပြီပေါ်ကျင်ွက်ရဟုတ်ပါတယ်ဒီမှာဟဲ့ဒီတော့ငါမပြောနဲ့ကောမပြောလူမသေးခွင်မရှားပါဘူးကွာရပါတယ်ဟဲ့ရှေ့ပူပါသေးတယ်ကွာကိုမအေးပေါ့ကွာဟဲ့ရှာမတော့မစားလို့မနာတာရှာလို့မနာငါလေဥတူတော်စီကခိုးလာတဲ့ပစ္စည်းတွေရောင်းချပြီးတုံးဖြုံနေလိုက်တာဘာလို့နဲ့3-4လကကုန်တော့တော့ရှိသွားပါပေါ့နောက်ပြီးကိုစာဟိုတရုတ်စာရဲ့အကြောင်းတွေကလည်းငါသိချင်လိုက်တာကွာချင်းဝင်တရုတ်စာတတ်တယ်လို့ပြောတယ်ဒီကောင်ကိုဖတ်ခိုင်းရရင်ကောင်းမလားဟာမဖြစ်သေးဘူးလေမဖြစ်သေးဘူးဒီစာကအရေးကြီးနေဟုတ်ပြီငါအချမ်းရဟိုတရုတ်စာကစာကြောင်း9ကြောင်းရှိတော့တကြောင်းချင်းစာတရွက်စီမှာခွဲရပြီတရုတ်စာတတ်တဲ့လူ9ယောက်ကိုမေးလိုက်ရင်ဘာသာပြန်ခိုင်းလိုက်ဟုတ်ပြီပါဟေးထောင်းခဲ့ဒီတရုတ်စာကြောင်းလည်းငါဖတ်ပြစမ်းပါလွတ်စမ်းပါစင်ကြီးလိစာကြီးကပါချီမန်းတူဒီမှာလို့ပြောရရင်အရှေ့ဆူဆူအရက်ကိုစွာပေါ့ကွာအတိတ်ကတော့ဒါပဲအရှေ့ဆူဆူအရက်ကိုဟုတ်လားဟုတ်ကဲထောင်းခဲ့မင်းခေါက်ဆက်စားလိုက်ရောစက်ကြီးကိုမြတ်ကြီးတင်ရလေဟေးမီဆန်ဒီတရုတ်စာကြောင်းလေးကိုငါဖတ်ပြစမ်းပါဘယ်ကကောက်လာတဲ့စာရွက်စုလဲအကိုကြီးဟာလေအဲလိုဝယ်ဆိုင်ထုတ်လာတဲ့စက်ကူစုပ်ကြီးလားကဲပါဘာပဲဖြစ်ဖြစ်ဖတ်ပြစမ်းပါနင်တရုတ်စာတတ်တယ်ဆိုတာကိုငါယုံပါတယ်ဟာကဲဖတ်ပြစမ်းပါလို့ပါဖတ်ပြစမ်းပါနင်ကလည်းဟာကိုရဒီစာကြီးကဗမာလို့ဆိုတော့ရန်ကုန်မြို့မှာရှိတဲ့ဗျိုင်းနဲ့ဘာမှလည်းမသိဘာရန်ကုန်မြို့မှာရှိတဲ့ဗျိုင်းအနုစာတေးကြရလားဟာငါမပြင်းနဲ့တော့မင်းစမ်းနင်ဖတ်တတ်တယ်နော်ကျမအမေကကြည်ကြီးကတရုတ်စစ်ဆိုတာလေအခုသိရတာနဲ့သိကြပါရဲ့မယုံအမေဖတ်ခိုင်းပါလားဒီလိုပဲပြောပါလေရတရုတ်9ကြောင်းလုံးရေးထားတဲ့ဗမာလိုအဓိပ္ပာယ်ကိုဆက်ပြီးဖတ်ကြည့်လိုက်တော့ရန်ကုန်မြို့မှာရှိတဲ့ဗျိုင်းပါတဲ့တင်းကျိုင်းကိုတွေ့အောင်ရှာအရှိစူးစူးအရက်ကိုသွား9လုံးမြောက်ကိုတူးဆွဆွေးလူခေါ်တဲ့ကြောက်စိမ့်နဲ့ကိုရမယ်အန်ဒီကိုတတိထားရှောင်ရှားနိုင်မှချမ်းသာမယ်လို့အဓိပ္ပာယ်ရပါဆွေးလူ
ဆွေးလူခေါ်တဲ့ကြောက်စိမ့်နဲ့ဆိုပါလားရန်ကုန်မှာရှိတဲ့ဗျိုင်းပါတင်ချိုင်းစုငါရန်ကုန်ကိုသွားမှဖြစ်ဖြစ်ပါရှာဒီမဆိုင်ဒါဘာလဲဗျဈေးလားဟုတ်ပါတယ်ဆရာကြောင်မြောင်းဈေးလို့ခေါ်တယ်လေဒီရက်ကွက်ကကြောင်မြောင်းရက်ကွက်ပေါ့ဆရာရဲ့အေးဗျာခင်ဗျားတို့ရန်ကုန်မြို့ကြီးကတော့ကြီးပါပြီဗျာစီကားလိုက်တာလဲလွန်ရော့နေပေါင်းဗျာအခုကျွန်တော်တို့ရောက်နေတာမြို့ပြင်လာဗျာဟာဆရာရဲ့ဒါကြောင်မြောင်းပြီးရင်တာမွေးတို့အိုးစုတို့ဟိုးဘက်မှာဘောက်ထော်တို့တင်ငန်းညွန့်တို့ဆိုတာရက်ကွက်ကြီးတပုံးကြီးပဲရှိသေးတယ်ဆရာရဲ့ဟုတ်လားဟုတ်ကဲ့ဒါပြည့်ရင်ကျွန်တော်တို့အခုရှေ့ကိုရောက်မှာတာမွေးမှာဟုတ်ကဲ့ဆရာနေပေါင်းဗျာဒီတတိုင်းကြီးတွေကဘာလဲဗျာဟာအဲ့ဒါတရုတ်တင်ချိုင်းဝင်းကြီးပေါ့ဆရာရဲ့ဗျိုင်းကြီးအိုးစင်တင်ချိုင်းဆိုတာလေအပတင်ချိုင်းကြီးကလည်းဗျာကျုပ်တော့ကရွာကြီးတရားလောက်ရှိပါလားဗျာဟုတ်ကဲ့ကဲစိုက်ကားဆရာကြီးကျုပ်လည်းခမည်းစိုက်ကားစီးလာတော့ညောင်းလာပြီဗျာကျုပ်ဒီကပဲဆင်းပြီးတော့ရှောက်လိုက်အောင်မယ်ရပ်ပါတော့ဆရာကြီးရပ်ပါတော့ကဲရော့စိုက်ကားကနော်ကျေးဇူးပဲဆရာကြီးသွားမယ်နော်ဆရာဟုတ်ကဲ့နေပါများစကားရဆိုသလိုပဲဟိုစာထဲမှာပါတဲ့ရန်ကုန်မြို့ကဗျိုင်းပါတဲ့တင်ချိုင်းဆိုတာဒါပါလားဗျိုင်းရီအိုးစင်ကတရုတ်တင်ချိုင်းလို့ခေါ်တာကိုအေးလေစက်မှာတော့ဆုံးတဲ့အထိလိုက်ရတော့မှာပေါ့ညကြမှလာပြီးတော့တွေ့ရတော့မှာပဲလိုအပ်တဲ့ပစ္စည်းတွေဝယ်ပြီးငါတဲခိုတဲ့ခောက်ဆွဲဆိုင်ပြန်ပြီးအနားယူကောင်းပြီထင်တယ်ညကြမှာတခိုးကြီးထိန်နေတဲ့ကွာနော်ဆွေးလို့ခေါ်တဲ့ကြောက်စိမ့်နဲ့ကြီးကိုမင်းစီကိုတင်ညတခိုးကြီးထိန်နေအရောက်လာမယ်ဟေးအရောက်လာမယ်ကွာနော်ထောင်မှာတယောက်ရှာယောက်ျားပါကဥပဒေပတာကိုဆောင်လှဲ့ပြရာထောင်ကိန်းကနန်းဘယ်မမှန်းတိတ်တန်ကလေးကရာရမယ်ဆိုရင်လားဒီကိုတေတုံးတိုက်တဲ့ကြကကိုက်ခမိုင်မိုင်ပြည်စားထားကျိုးလေလားကြောင်းလေလားကောင်းလေလားဆိုးလေလားဒါပြီးကိုကြီးချင်းလာလို့မောင်လိုက်တာလေမင်းနေတာပဲတော်ပါသေးလက်နဲ့တံမီလေးပါလာလို့ဖြည်းဖြည်းချင်းစမ်းသွားမှာပဲလေဒီတန်တွင်းတွေခေါ်ပြားတွေကလည်းလေးလိုက်တာလွန်ရောကွာဟုတ်စာရဲကအတိုင်းဆိုရင်အရှိစူးစူးအရက်ကခုခုနှလုံးမြောက်ဆိုတော့ဒီဘက်နားမှာဘာကြီးကိုငါခလုတ်တိုက်မိပါလေလက်နဲ့တံမီနဲ့ထိုးကြည့်အောင်ပါလူကောင်းကြောက်ကြည့်ပါလားအမလေးလေးကြောက်လိုက်တာကြောက်လိုက်တာအိုးမင်းဘာလို့ကြောက်ရမှာလဲကြောက်ကြပြီငါတခိုးကြီးထိန်နေပဲတခိုးကြီးထိန်နေလေကွာဟိုအရှိစူးစူးကခုတွေဆိုတော့ဒီကူကစောင်းပါလေနေတော့လေးငါချောက်ဟုတ်ပြီဒီကူပဲကြောက်တက်တာလေးလို့ကူလေးပဲမြေကြီးတယ်လေပြုတ်မထားဘူးတော်သေးတာပေါ့ကွာတော်သေးတာပေါ့ဒါဆိုမြေကြီးကမတူရတော့ဘူးဒီဘောကကြောက်ပြားကြီးကိုပထမဖွင့်ရမှာပဲကွာပထမဖွင့်ရမှာကဲတန်တူရင်းနဲ့ကောဖွင့်ရမယ်ကလန်ဖွင့်ရမယ်ကဲ
给过，我来了，想嘛的啦，你不要笑的，来挂，这老道，得咋样的都。我那里就叫老爹的混了，可生的那一张图里，地老看呢，好，凤凰，给凤凰，我等等的嘞，听你讲呀，别哭要看的欧玛的话，我来讲，ဒီကိုကြီးပွင့်သွားပြီအထဲကကျွန်းခေါင်းကြီးကတော့တရွန်းနဲ့နှစ်ချက်သုံးချက်လောက်ကော်လိုက်ရင်ပွင့်လာပဲခဏနာပြီမောဖြည့်ဖြည့်ဂရေစီယာရေခဲတော်ဆီလစ်ကလေးနဲ့ဖွင့်လိုက်အောင်ပါပဲလေအမောလည်းနည်းနည်းပြေးသွားပြီပဲဒီကျွန်းကောင်းကြီးကိုဖွင့်မှာပဲအချိန်သိမ့်မရှိတော့တကောင်တောင်ကျွန်းသွားပြီကဲတော့ဟုတ်ပြီဖွင့်လို့လေဖွင့်တော့ပွင့်သွားပြီလက်နဲ့ဓာတ်နဲ့ထိုးကြည့်အောင်လားအမလီအော်ဆရာကြီးပါလားဟာဒီလိုကြာညှို့ထားတဲ့အလောင်းကောင်ကြီးကလည်းခရစ်တီလူတယောက်အိမ်နေတယ်လို့ပါပဲလားဖယားအသက်က60လောက်ရှိနေဟင်ကြည့်ရတာရှမ်းတရုတ်အဖိုးကြီးနဲ့တူသူဆိုရင်လည်းမုတ်စိတ်တွေကလည်းရှည်လာပါလားဟုတ်သူညပဲလက်တယ်အမဟာတပြောအမလေးချူပါလားဟာစုပ်ကင်ထားလိုက်တာလေတစ်ကိုပါနေတာပဲဟောသူဘယ်ပဲလဲဆွဲလူငါလို့ချင်းနေတယ်ကြောက်စိတ်နဲ့ဆိုတာပါလားအမလေးနေလာပြီမဟုတ်ဘူးမလေးအုတ်ရှုပ်ပူရှိတော့ပါလားနေပေါင်းနေတာယူမညညယူမလက်ချောင်းဖြည့်ပြီးယူမလေးကွာကေကွာဟာအတီကောင်ကလည်းမြေးလာကြည့်တာနည်းနည်းစုပ်အိမ်ထားလိုက်ခိုင်းလာကြည့်လားဘယ်ရမလဲဟောဒီကိုတချောင်းချင်းပြမပေါ့ကဲလက်သားဟုတ်ပြီလက်တဲ့ကျွလက်ကလက်ညို့ရတော့နောက်ဆုံးလက်မတွေးနေပါလားဟာငါမျက်စိတစ်ဖက်နိုင်တာဟာ
对，မိုးတောင်လင်းတော်မှာပါလားငါဘယ်လိုဖြစ်သွားပါလဲဟမ်တော်ပါသေးတယ်ငါလက်ထဲမှာလဲငါလိုချင်တဲ့ကြောက်စိမ့်တဲ့တော်ပါသေးတယ်ကွာငါမျက်စိတစ်ဖက်ကိုဒီလူတွေကောင်ကဓာတ်နဲ့ထိုးလိုက်လို့ငါမေ့သွားတာဝါပါပြီငါမျက်လုံးတစ်ဖက်တော့ပြတ်ပါပြီလေတာပဲငါလုံးစင်တာရပြီငါလုံးစင်တာရပြီပဲလက်ဆက်တော့ရှောင်းလူဖူးလို့ခေါ်တယ်တရုတ်အကျော်ကင်ပညာနဲ့စီမံထားတဲ့အလောင်းပဲငါသူ့ဘယ်လက်ကိုဖြီးတော့သူ့ညာဘက်လက်ကအကျော်ဆွဲတဲ့အတွက်ငါမျက်လုံးကိုဒါနဲ့ထိုးမိလိုက်တာပဲငါဒါပဲမျက်လုံးတစ်လုံးဆုံးတာအရေးမကြီးဘူးဟာဒီကြောက်စိမ့်နဲ့တစ်လုံးရပြီငါဝမနေဘူးတကောကြီးတပတ်လက်နေလေးပေါ့ကွာထိုင်လေကျန်တာလာပြီကွာတပတ်လက်ထိုင်လေကျန်တာလာပြီကွာနော်ဘာနဖူးတိုက်လေလူရဲ့တမကားစိန်ရင်းဘန်လာထေလေချမ်းသာပြီဘန်လာထေလေချမ်းသာပြီဘန်လာထေလေချမ်းသာပြီဘယ်လိုလဲအိုင်စစ်ကိုနေမောဒီအဖြစ်ပြက်ကအတော့ကိုအံ့ဩစရာကောင်းတာပဲဗျာတကယ်အဖြစ်ပြက်ဟာစိတ်ကူးရင်လာတဲ့ဆန်းကျယ်တယ်ဆိုတာဒါမျိုးပေါ့ဗျာအလို့ဒါနဲ့နေစမ်းမအောင်ခမည်းကိုဒီကောင်မြက်လက်ပြသွားတယ်ဆိုတာလေးကိုဆက်ဆက်မအောင်ကျွန်တော်ကြားပြရစီဘယ်လိုဗျာဟုတ်ကဲ့အဲ့ဒီကောင်ပြင်လင်းကတခုမြင်နေကြည့်မလားဟုတ်တယ်လေငွေကိုလည်းရေလိုသုံးနိုင်တဲ့ကောင်ဆိုတော့ကရောက်ရမှာမင်းသေးနဲ့ရှုပ်ချစ်လုပ်ချင်တဲ့ညီတို့မှရှိတယ်ပေါ့ဗျာအင်းပေါ့ဗျာအင်းပေါ့အဲ့တော့ဒါနဲ့အဲ့ဒီအလောင်းကိုဖော်ပြီးတော့ကြောက်တော့ကိုရှာဖို့ဒီကောင်ရန်ကုန်ရေကျော်မှာရှိတဲ့တရုတ်ခေါက်တဲ့ထဲမှာလာတဲ့လို့ပြောတယ်တဲလေးလာတယ်ပေါ့ဗျာဟုတ်ကဲ့တလားလောက်ကြားတယ်ပြောတယ်ဗျာအဲ့ဒီတော့တွင်မှာအဲ့ဒီတရုတ်ဆိုင်မှာရှိတဲ့ဖိုးကြီးရဲ့သမီးနဲ့သူရှုပ်ပြောဗျာချစ်စံဒီကောင်နောက်ဒီကောင်ကြောက်စိမ့်နဲ့ကိုဟောင်ကောင်ကိုပို့ပြီးတော့ကဟုတ်ကဲ့လူကနောက်ကလိုက်လာမယ်ပေါ့လူကရမှာရှုပ်လာပြီမဲ့ဒီကောင်မှသိကြတော့ကခန္ဓာကျော်ဖြစ်တယ်အမှန်အဲ့ဒါကြောင့်သူနဲ့သူဟောင်ကောင်ကိုထွက်ပြေးဖို့ကောင်မလေးကိုဆွဲတယ်ပေါ့လေကောင်မလေးကလည်းကျတို့တိုင်းမှာမွေးတဲ့တရုတ်မလေးဆိုတော့ကဗမာပြည်ကိုပဲချစ်တယ်မလိုက်ဘူးပေါ့ဗျာဟုတ်ကဲ့ဒီမှာတင်တယောက်တစ်ခွန်းစကားများချင်းဖြစ်ပြီးတော့ကမီဆန်ဟာလေငါမူးနေတယ်နော်နေဘာမှစကားထပ်မရှိနဲ့သွားနင်းပစ္စည်းတွေသွားတဲ့ဒါပဲနေငါနဲ့လိုက်ခဲ့မလိုက်ဘူးအိုးမီဆန်တော့ကဘူးဆိုပြုံမသိဘူးမလိုက်ဘူးဆိုမလိုက်ဘူးဒါပဲမီဆန်နေငါစိတ်အကြောင်းသိတယ်မလားငါစိတ်ဆိုရင်မကောင်းဘူးနော်မီဆန်မကောင်းဘူးနဲ့သိရလားထားစမ်းသွားဆိုသွားအချိန်မရှိဘူးအိုးမထားဘူးမလိုက်ဘူးကျမကဗမာပြည်မှာမွေးတာဗမာပြည်ကိုပဲချစ်တယ်မလိုက်နိုင်ဘူးရှင်မစွမ်းနဲ့မလိုက်ဘူးမီဆန်နေကောင်းမှလာကြလားကောင်းမှလာကြလားမာတယ်မမပဲမလိုက်နိုင်ဘူးမလိုက်ဘူးရှင်ပါရှင်ပဲကြွတော့ဘူးငါကိုဟောလားငေါ့လားနဲ့ဒီလောက်တော့မလိုက်ချင်တဲ့ဂျုံကကဲကောင်မလေးကိုထားနဲ့ထိုးလိုက်ကောင်မလေးလည်းပွဲချင်းမိသေးတယ်လေဟုတ်ကဲ့ရဲကလည်းမူးနေတယ်ပေါ့ဗျာကလေးမလေးကသနာစရာပါလားဗျာဒီကောင်ညံကောင်းနေဗျာထိန်လင်းညံကောင်းနေသူကဟောင်ကောင်နဲ့ဆက်သွယ်အများကြီးရှိတယ်ဆက်စမ်းမအောင်
ကျုပ်ကဖမ်းပြီးတော့ကစိတ်ချက်ယူတော့မှအခုနခမည်းကိုပြော့ပြတယ်သူ့ဘဝမှတ်တမ်းပြည့်ပြည့်စုံစုံဖြစ်လာတော့ဗျစိတ်ချက်ယူပြီးတော့ကအမိန့်ချဖို့ဒီကောင်ကိုချုပ်ထားတော့ဟုတ်ကဲ့ဟောင်ကောင်ကဆက်သွယ်တွေကသူ့ကိုလက်မှတ်လိမ့်နဲ့ဒီကလာထုတ်သွားပြီးတော့ဟောင်ကောင်ကိုတချိုးနဲ့လစ်သွားတာခင်ဗျားကိုမြဲလဲပြသွားတယ်ဆိုတာကဒါလားမှန်ပေါ့ဗျာမှန်ပေါ့ဒါပေမဲ့ကောင်းသေးဟုတ်ကဲ့ဒီတစ်ခါဒီကောင်မလွတ်ပါဘူးလွတ်ဖို့လည်းမလွယ်ပါဘူးလက်ချိနေနှင်းမောင်နဲ့ထင်လင်းတွေ့ကြသေးတာပေါ့ရှားစဝင်တင်တဲ့ကျွေးကိုပြီးစပ်ဖို့ရောက်ခဲ့ပြီဆိုင်သူဆောင်ကြဆောင်ဟဲ့သွားတင်ကြဝေးဝေးစီရန်သူဆိုသေးသေးစီရန်သူဆိုသေးသေးစီဒီသာထားကြနေမောင်စားပလိနေမောင်ဒါပြီဟဲ့ဟာအကွက်ပဲဟာပလီရောစုံတော့တယောက်မှမရှိဘူးအပပတပူကြီးဝင်းလို့အေးလို့အမလီရွှေတွေစိတ်ဗရမများတွေအပပကောင်းလိုက်တာအေးဝင်းနေတာမင်းကလေးကိုလိုချင်လို့ငါဟောင်ကောင်ငါခိုးရတာကွရောနေကြောက်ဒီအပေါ်အုပ်ထားတဲ့မှန်ကိုခွဲပြီးတော့တပူကိုမြန်မြန်ကြီးလင့်ပါပဲကဲကွာမလုံးနဲ့မပြင်းနဲ့မလုံးနဲ့မပြင်းနဲ့နော်ဒီကောင်တလုံးပြင်းနေတော့ပြင်းနေသေးလားကဲမိကွာမပြင်းနဲ့အမေမင်းကညာပြင်းနေတယ်ကဲကွာကြောက်ပါပြီဆရာကြောက်ပါပြီကြောက်ပါပြီကဲအပီကောင်းတယ်ဟုတ်ကဲ့ကိုနေမဒီကောင်ကိုလက်ထိတ်ခတ်လိုက်ပါအဲ့ဒါခင်ဗျားတို့ကျွန်တော်တို့လိုချင်နေတယ်တစ်ဖက်လက်ထိတ်နေမယ်ဟဲ့ကောင်ဟုတ်တယ်မလားဟုတ်ပါတယ်ကျွန်တော်တစ်ဖက်လက်ထိတ်နေမှာခင်ဗျာထိတ်နေမှာတယောက်ထဲလာဖွင့်နေလားပြောစမ်းငါတယောက်ထဲလာဖွင့်နေလားပြောစမ်းလို့စိုးနေတယောက်ထဲပါဗျမပြောနော်တယောက်ထဲပါမင်းငါ့ကိုဒီတခါတပတ်ရိတ်မယ်မကြမ်းနဲ့မရပါဘူးဆရာမသိလားငါစားလေးနေမောင်လေဟုတ်ကဲ့သိလားငါစားလေးနေမောင်ပါဆရာသိလားဟုတ်ကဲ့သိပါကျွန်တော်တယောက်ထဲပါဆရာတယောက်ထဲပါတယောက်ထဲဟောင်ကောင်ကနေပြီးတယောက်ထဲလာခဲ့တာပါဆရာရဲ့တကယ်ပါဟိုမကိုဘရင်မတရဘူးရန်ကုန်မှာပြမယ်ဆိုတာသိလို့ခိုးချင်လို့တယောက်ထဲလာခဲ့တာပါတယောက်ထဲလာခိုးတော့ဆရာနဲ့တွေ့တော့ကဲအပြီဟုတ်ကဲ့ဒီကောင်းကိုကားထဲပို့ရအောင်ဟုတ်ကဲ့ကိုနေမောင်ကျွန်တော်ကြည့်ပြီးစီစဉ်လိုက်ပါဆရာကျွန်တော်ဘယ်လိုလုပ်လိုက်တာလဲဗျာတကူလုံးကိုဘယ်လိုဖြစ်သွားမှမသိပါဘူးဆရာရဲ့နောက်ပြီးလက်မောင်းကိုလည်းတနတ်ရှက်မှန်သွားတယ်စိတ်မှန်သွားတယ်ကဲကောင်းသိရမေးပြီပြောမေးပြီဒီကောင်ဗျာမေဟိုတခါထွက်ပြေးသွားကြတဲ့ငါကအထင်းပြေဖြစ်ခဲ့တာဟာဒါကြောင့်မို့လို့မင်းကိုဘယ်တော့မှငါမျက်ကြည့်ပြမခံဘူးအမြဲတမ်းအနက်ခတ်နေတယ်ဟာမင်းရန်ကုန်ရောက်လာတဲ့ဥစ္စာဒီမကိုဘီမရဲ့တရဖူခိုးဖို့လာတယ်လို့ငါတွေ့ထားတယ်ဟာဒါကြောင့်လည်းမင်းကိုမခိုးချင်အောင်ပို့ပြီးခိုးချင်အောင်လို့ပေါ့ကွာဟုတ်ကဲ့တရေစာတွေထဲမှာတရဖူရဲ့ရွှေချင်းကြောက်တံပင်များတွေဘလောက်ရှိပြီးတော့ဘလောက်ဖို့တန်တယ်အစံပလိတွေနေပါစွာဘာညာနဲ့ပေါ့ကွာဆောင်းပါတစ်ပုတ်ကနာမည်ဖြစ်ပြီးငါရေးလိုက်တာဟုတ်ပါလေဆရာကျွန်တော်ဖတ်လိုက်ရပါလေဆရာဖတ်လိုက်ရတယ်ကျွန်တော်ဖတ်ပြီးတော့ငါခိုးပြင်းတော့ဗရမများတွေကဘယ်လောက်ရမယ်စိတ်တို့ရွှေတို့ကဘယ်လောက်ရမယ်ဆိုတော့ကျွန်တော်တက်ကြည့်ထားပါသေးတယ်ဆရာအောင်မလေးထင်ရတွေ့ရေးကစက်တည်းဆိုလို့မင်းကတော့မင်းကြောင်ဆေးတကုန်းနဲ့အပိုင်တွက်ထားမှာပေါ့ဟုတ်လားဟုတ်ကဲ့ထင်လေအခုတော့မင်းကြောင်ရောအိမ်ညောင်ရောအခုတရဖူးမှာငါလွတ်ပိတ်ထားတယ်လက်စစ်တန်းအားကြတော့
တဲ့ခံနိုင်မှမလဲမခံနိုင်ပါဘူးဆရာမခံနိုင်ပါဘူးမင်းလူတကောတော့မှခါဆင်းသွားသေးတာပဲဟုတ်ပါတယ်ဆရာမင်းရဲ့ကြောင်ရုပ်တို့ကြွဲရုပ်တို့ဘယ်နေနေမှမလဲကွာဒါတောင်မှမင်းကငါနဲ့ပြန်ထိုးပြီးတော့ကထွက်ပြေးဖို့ကြိုးစားသေးတယ်ဟမ်ဒီလေးငါလည်းမတတ်တာလို့ပေါ့ကွာမင်းလည်းမဟုတ်ဘူးတရနဲ့ငါပြစ်လိုက်ရတာပါမဟုတ်ဘူးလားကောင်တီဟုတ်ပါဗျာဟုတ်ပါမလေးတေလိုက်ပါတော့တိတ်လေးရဲ့တေလိုက်ပါတော့မင်းလေမင်းငါစားတာမြင်ပြီးငါများချိတ်ကိုမမြင်ပါလားလို့ဒုက္ခပါပဲအပွဲနွမ်းလာခဲ့တော့ညဟင်စားဝလေးနင်းမောင်နဲ့မှတောင်းနှန်းဆိုင်ရပါဘောလားအမေထအခုမှအမေကြောက်နေတယ်နောက်ခေါ်ပေးမယ်အေးစေနော်လောလောဆယ်တော့အေးစိန်ကလူစိုးတွေရဲ့နောက်ဆုံးသွားရနေရလေးဖြစ်တယ်။ကောင်းကြီးကိုထားလိုက်ခဲ့ပါဦးနော်။တစ်ခိုးကြီးတစ်ဖက်လက်ထိန်လေးကိုနေမောင်ရမနေ့ပန်ထွက်မဲ့သတင်းစာတွေကတော့ဖတ်လို့သိကောင်းမှကြုံမြင်သေးရဲ့ဗျာ။ဂျူဘလီပေါ်မှာစားကလေးနေမောင်နဲ့တစ်ဖက်လက်ထိန်လင်းတို့ဖိုက်တင်ပွဲကြီးဆိုပြီးပြူပြဲပြဲနဲ့ပါလာအောင်မှမြင်သေးတယ်ဗျို့။ရှာစဝင်တင်တဲ့ကျွေးကိုပေးစပ်ဖို့ရောက်ခဲ့ပြီဆိုင်သူဆောင်ကြဆောင်ဟဲ့သွားတင်ကြဝေးဝေးစီရန်သူဆိုသေးသေးစီရန်သူဆိုသေးသေးစီဒီသာထားကြနေမောင်စားပလေးနေမောင်ဒါပြီဟဲ့ထုတ်လို့ရေးဒုတိယခြေလှမ်းဖြစ်စာရေးဆရာမင်းတင်ခရဲ့ဝတ္ထုကိုဂီတစာဆိုပကြီးမင်းလွင်စီစဉ်တင်ဆက်လိုက်တဲ့စားပလင်းနှင်းမောင်နဲ့အဖက်လက်ထိန်လင်းဒီဇက်လမ်းမှာအကယ်ဒမီကောလိပ်နေဝင်အကယ်ဒမီအန်တော်တေးသံရှင်ပကြီးလေးဝင်ရုပ်ရှင်ပြုဆောင်ဦးကျော်ဖေဒေါ်ခင်လေးဆွေတို့နဲ့အတူစာရေးဆရာမင်းတင်ခကဦးသူတော်အဖြစ်အဓိကပါဝင်ကြပြီးဇက်ဖို့များဖြစ်ကိုတန်းရွှေကိုညွန့်ဝေဆန်းဆန်းမြင့်နဲ့ခိုင်စာတွင်အင်အားစုတို့ကပါဝင်လှုပ်ရှားထားကြပါတယ်ဇက်ဝင်တေးဂီတများကိုဂီတမှုစန်းလျားငွေစိုးနဲ့သူ့အဖွဲ့ကအားဖြည့်ထားပြီးဇက်ဝင်တေးများကိုဂီတစာဆိုပကြီးမင်းလွင်နဲ့လက်တော်သူတို့ကရေးသား၍တေးသံရှင်ခင်မောင်တန်းနဲ့ဆန်းဆန်းမြင့်တို့ကတီးဆိုပေးထားကြပါတယ်တန်ခမ်းပညာရှင်များကတော့ဧဝံဥစ္စာနဲ့ဥခင်ဦးတို့ဖြစ်ကြပါတယ်ခင်ဗျာ